အားလုံးပဲမင်္ဂလာပါ AO YouTube Channel နေပြီးတော့ကျွန်တော်ညီကိုတွေကိုပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ကတော့31ရက်တလ2026เนาะစနေညဖြစ်တာနဲ့ညီပွဲစဉ်ပွဲကောင်းတွေစောစောလေးလေးရှိလို့နေပါတယ်ကျွန်တော်ဒီညမှာလဲကျွန်တော်ညီကိုတွေအတွက်เนาะရွေးချယ်သုံးသပ်မှုလေး prediction လေးတွေကိုထပ်မံပြီးတော့သုံးသပ်ပေးသွားပါမယ်ကျွန်တော်ဒီညပထမပွဲလေးအနေနဲ့ကတော့ည9:00နာရီခွဲမှာရှင်မြန်ကစားမဲ့ United အသင်းနဲ့ Arsenal အသင်းတွေပွဲစဉ်လေးဖြစ်ပါတယ်ဒီပွဲမှာ Arsenal အသင်းက lead ပေါ်ကို body စေတယ်1 3ကိုပေါင်းစေးကိုသူရှုံး3 plet 100ဆိုပြီးတော့ဖွင့်ပြထားတယ်ဒီယာဒီ Leeds United ကယာဒီဝက်လောက်မှထပြီးတော့ဖောင်နေထကောင်းလာတော့ကျွန်တော်တွေ့ရပါဘောเนาะဒီယာဒီဝက်လောက်မှသူ့အနေနဲ့တန်းစစ်စုံတွေကနေပြီးတော့ရအောင်ရုံးထွက်တယ်နောက်ဆုံး10ပွဲမှာလည်းเนาะဒီရှုံးပွဲကိုအနည်းနိုင်တယ်များအနည်းဆုံးတွေ့အောင်သူတို့အနေနဲ့ကစားနိုင်တယ်နောက်ဆုံး9ပွဲမှာလည်းရှုံးပွဲတစ်ပွဲတည်းရှိတယ်အဲ့ဒါလည်း Newcastle အဝေးပွဲမှာနောက်ဆုံးမိနစ်မှရှုံးသွားတဲ့ပွဲဖြစ်ပါတယ်နောက်ပြီးတော့ဒီတိုက်စစ်မှု Cavalier ဝင်ဆိုရင်လည်းတော်တော်လေးကိုယာဒီဝက်လောက်မှထပြီးတော့เนาะကိုသွင်းကိုတွေကိုပုံမှန်ပြန်တွေ့လာတာကိုတွေ့ရတယ်သွင်းကိုရင်းနဲ့ဒီခြေစွမ်းတွေပြန်ကောင်းလာတာကိုတွေ့ရတယ်ဒီယာဒီ Leeds United မှာဒီ Cavalier ဝင်ကကိုသွင်းများဆုံး player ဖြစ်ရည်တည်နေတယ်တစ်ဖက် Arsenal ကတော့เนาะဒီ Premier League မှာဒီနှစ်တိုင်းကြုံတွေ့နေကြဒီယာဒီဝက်လောက်ရောက်ရင်သူ့အနေနဲ့เนาะအခုထစ်လေးတွေခလုတ်လေးတွေတိုက်တယ်ဒီလိုမျိုးတွေပဲဒီယာဒီမှာလည်းပြန်ဖြစ်လာတဲ့ဒီအခြေအနေကိုတွေ့ရတယ်ဒီအရင်ပွဲကဆိုရင် Manchester United ကိုအိမ်ကွင်းမှာ Premier League เนาะရှုံးတာတွေဒီ Nottingham Forest ကိုအဝေးကွင်းမှာစီးစီးတည်ကြတာတွေကဒါတွေကမဖြစ်သင့်တဲ့အရာတွေပါဒီ title rate title မှာပြေးလဲအောင် title contender သွားမယ်ဆိုရင်ဒီအရာတွေကအနည်းနိုင်များနည်းအောင်ချောချသင့်တဲ့အချိန်တွေပါအခုလဲဒီ Leeds United အိမ်ကွင်းမှာ Arsenal လာကစားရပေမဲ့ဒါလွယ်ကူတဲ့ပွဲတစ်ပွဲတော့ဖြစ်လိမ့်မယ်လို့တော့ကျွန်တော်ကမထင်ဘူး Leeds United ကလည်းတော်တော်လေးကိုတုံ့ပြန်ပြီးတော့အကောင်းဆုံးတုံ့ပြန်ပြီးတော့ကစားသွားမယ်ပွဲလို့ကျွန်တော်ကမြင်တယ်เนาะတစ်ဖက်မှာ Cavalier ဝင်ဒီ Leeds United တဲ့သွင်းကို6 ထိသွင်းပြီးတော့ဒီเนาะဒီ top score player ဖြစ် Leeds United မှာရက်တည်နေပေမဲ့တစ်ဖက် Arsenal မှာကတော့เนาะသွင်းကိုအများဆုံး player ဆိုပြီးတော့ top set တယောက်ပဲเนาะ9 goal ဆိုပြီးတော့ရှိပါတယ် Arsenal နဲ့ဒီသွင်းကိုတွေကိုဒီဟာဒီမှာ set speed တွေ corner တွေကနေပြီးတော့အပြည့်ကစားနေရတာတော်တော်လေးကိုเนาะဒီ set speed ကောင်းတဲ့အသင်းချင်းတွေ့ရင်တော့ဒီ struggle ဖြစ်တာကိုတွေ့ရတယ်သူ့အနေနဲ့ open play ကနေပြီးတော့ပို့ပြီးတော့เนาะကောင်းမွန်တဲ့ goal တွေကိုရဖို့အားထုတ်တင်တယ်လို့ကျွန်တော်ကမြင်တယ်အရင် Manchester United တုန်းကလည်းเนาะဒီ Manchester United ဘက်ကနေပြီးတော့ဒီ counter တွေနဲ့တုံ့ပြန်ကစားသွားတယ်ဒီလိုမျိုးလဲ Leeds United ကလည်းဒီအိမ်ကွင်းမှာဒီလိုမျိုးတုံ့ပြန်ကစားနိုင်ဆိုတာအပြည့်အဝရှိတဲ့အသင်းတစ်သင်းပါဒါကြောင့်မို့ Arsenal ရဲ့ဒီပွဲမှာကျွန်တော်ကတော့ဒီတော်တော်လေးကိုခက်ခဲအောင်မယ်လို့ကျွန်တော်ကမြင်တယ် body ဈေးနဲ့ 1D အရာလဲ Arsenal နိုင်မယ်ဆိုရင်တော့မှတကိုးထက်ပို့ပြီးတော့ Leeds ကိုမနိုင်ဘူးလို့ကျွန်တော်ကတော့သုံးသက်ချက်ချတယ်အဲ့တော့ဒီပွဲမှာကျွန်တော်ကတော့ Leeds United body လေးကိုကြိုက်တယ်နောက်ပြီးတော့ Leeds United ဒီအိမ်ကွင်းမှာပိတ်ကစားတဲ့အသင်းမဟုတ်ဘူးဖွင့်တိုက်တဲ့အသင်းမှာ Arsenal ဒီလဲဂိုးလိုတဲ့နောက်မှာ Manchester City Aston Villa ကပ်ပြီးတော့လိုက်နေတယ်ဒါပေမဲ့ Manchester City ကလည်းဒီအဝေးကွင်းမှာမနှက်ဖြစ်မှာ Spurs ကိုရင်ဆိုင်ကစားပြီးတော့ကစားသွားရမယ့်အခြေအနေမလို့ဒီပွဲမှာနိုင်ပွဲအတွက်အားထုတ်လာအောင်မယ်လို့ကျွန်တော်ကမြင်တဲ့ကြောင့်နှစ်ဖက်သွင်းကိုတွေများသွားနိုင်တဲ့ပွဲလို့လေကျွန်တော်ကမြင်တဲ့ Leeds ဟာပိတ်ကစားတဲ့အသင်းမဟုတ်ဘူး Arsenal ဂိုးလိုတယ်နိုင်ပွဲလိုတယ်ဒါကြောင့်ဒီပွဲဟာလည်းသွင်းကိုတွေများနိုင်တယ်ဒါပေမဲ့ body ဈေးနဲ့အရတော့ Arsenal တကူအထက်နိုင်ဖို့မရှိဘူးလို့ကျွန်တော်ကထပ်မံပြီးတော့30ချက်ချပါတယ်ဒါကြောင့်ဒီဘက်မှာကျွန်တော်က Leeds United body Leeds United goal ball လေးကိုကျွန်တော်တယောက်တည်းအမြင်နဲ့ရွေးချယ်သုံးသပ်ပေးချင်ပါတယ်โอเคအဲ့တော့ကျွန်တော်ဒုတိယတစ်ပွဲလေးကိုသွားလိုက်အောင်ကျွန်တော်ဒုတိယပွဲလေးနေနေကတော့ည7:00နာရီမှာရှင်မြန်ကစားတော့ကြမယ်ဒီ London Derby ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Chelsea နဲ့ West Ham တို့ရဲ့ပွဲစဉ်လေးကိုကျွန်တော်ထပ်မံပြီးတော့ prediction လုပ်ပေးသွားပါမယ်ဒီပွဲမှာ Chelsea ကနေပြီးတော့ West Ham ဘော်ကို Bori ဈေးတန်း 1.10 ဂိုးပေါင်းဈေးကို 3.30 ဆိုပြီးတော့ဖွင့်ပြထားတယ်ဒီရာဒီเนาะဒီ West Ham ကတော်တော်လေးကိုဒီအခြေအနေစိုးသွားတယ်တဲ့ပါပါတယ်သူ့အနေနဲ့ဒီเนาะ transfer မှာကစားသမားမခေါ်တာတွေเนาะဒီပြနဲ့ Nuno Santo နဲ့အစေးမကတ်တာတွေဒါတွေကြောင့်မလို့ကျွန်တော်ကတော့တော်တော်လေးကိုအခြေအနေစိုးသွားတယ်လို့ကျွန်တော်မြင်တယ်နောက်ပြီးတော့အခုလဲဒီ West Ham ကတန်းစင်းစုံထဲမှာပါတန်းစင်းစုံထဲမှာကျွန်တော်အနေနဲ့ကတော့ဒီเนาะ Premier League မှာဒီတက်တော်ရှည်အသင်းအဖြစ်เนาะသုံးတော်ခံလာတဲ့ West Ham ကြီးကိုတန်းစင်းသွားမယ်ဆိုရင်တော့တော်တော်လေးကိုနှမျောစရာကောင်းတယ်လို့ကျွန်တော်ကမြင်တယ်နောက်ပြီးတော့ကြည်လာလဲကြာပြီပေါ့เนาะဒါတွေကြောင့်မလို့လဲပါပါတယ်ဒါကတော့ West Ham အပိုင်းပေါ့เนาะဒီ Chelsea ရဲ့ဒီလက်ရှိအခြေအနေကတော့ဒီနီးပြသစ် Liam Rosignol ရဲ့လက်အောက်မှာတော်တော်လေးကိုဒီနီးပြနဲ့ဒီလမိုင်းကတ်တယ်လို့ပြောလို့ရတယ်ဒီနောက်ဆုံးပွဲစဉ်လေးတွေကိုကြည့်ရင်လည်းနောက်ဆုံး5ပွဲမှာ4ပွဲတီးတီးเนาะဒီ4ပွဲဆက်တိုက်နိုင်ပွဲရယူပေးထားနိုင်တယ်ဒီနီးပြသစ်ကနောက်ပြီးတော့အိမ်ကွင်းမှာသူတို့အနေနဲ့ Arsenal ကို EFL Cup မှာเนาะ 2-3 နဲ့ရှုံးခဲ့တာတပွဲကလွဲရင်တော့ဒီကျန်တဲ့အပိုင်းတွေကတော့ဒီကစားကွက်အပိုင်းကော Nice နဲ့အပိုင်းတွေကောเนาะအရန်ကြီးအပြစ်ပြောစရာမရှိဘူးလို့ကျွန်တော်ကမြင်တယ်ဒီနီးပြသစ် Liam Rosignol အနေနဲ့လည်းဒီ Chelsea ရဲ့เนาะဒီနီးပြဘွားအစကဒီ impressive ဖြစ်အောင်လို့တော့ဒီပရိသတ်တွေကိုလုပ်ပေးနိုင်ခဲ့တယ်လို့တော့ကျွန်တော်ကတော့ပြောလို့ရတာပေါ့ကျွန်တော်အနေနဲ့ပြောလို့ရတယ်ဒီပွဲမှာလည်းเนาะဒီ Chelsea ဟာအိမ်ကွင်းမှာ West Ham ကိုเนาะ
နိုင်ပါလေဦးမယ်ကျွန်တော်အနေနဲ့ကတော့နိုင်အောင်မယ်လို့ကျွန်တော်ကမြင်တယ်ဒါပေမဲ့ body ဈေးတန်းအောင်မအောင်ဆိုတာလေးကတော့တစ်ချက်တွေးစရာရှိပါတယ်ဒီရာဒီ Premier League မှာဒီ top 4ကိုเนาะချင်းချောက်ရမယ်အသင်းကြီး3သင်းရှိပါတယ် Chelsea ရဲ့ Liverpool ရဲ့ Manchester United ဒီ3သင်းက top 4လွှတ်ရမယ်အသင်းတွေလို့ကျွန်တော်ကမြင်တယ်ဒီ Liverpool ဆိုရင်เนาะဒီညမှာပဲဒီ Newcastle နဲ့အင်္ဂလိပ်မှာကစားရမယ် Manchester United ဆိုရင်လည်းမနေ့ဖြန်မှာကစားရမယ်ဒီချိန်မှာ Chelsea က6လောက်ကိုလှုပ်ထားမယ်ဆိုရင်တော့ဒီ top 4အတွက်เนาะဒီထပ်မံပြီးတော့ top 4တနေရာကိုเนาะဆက်မပြတ်ချင်း6နိုင်နေအောင်မယ်လို့ကျွန်တော်ကမြင်တယ်ဒါပေမဲ့ဒီပေါ်ဆန်းကလည်းဒီနောက်ပိုင်းပွဲစဉ်လေးမှာ3ပွဲဆက်လိုက်သူတို့အနေနဲ့စပါးကိုဝေးကွင်းမှာနိုင်တယ်အိမ်ကွင်းမှာဆန်ဒလန်ကိုနိုင်တယ်ဒီ FA ကပ်မှာကျူပီအောင်နိုင်တယ်ဒီ3ပွဲဆက်တိုက် win rate လေးနိုင်ပွဲလေးရယူပေးထားနိုင်တယ်လန်ဒန်ဒါဘီဖြစ်တာနဲ့အညီပေါ်ဆန်းကလည်း Chelsea ကိုသူ့စွမ်းသလောက်เนาะဒီတန်းစင်းစုံတွေကနေပြီးတော့သူတက်နိုင်ဆုံးတရေတစ်ပေါက်ကိုတော့ခံပြီးတော့ကစားသွားအောင်မယ်လို့တော့ကျွန်တော်ကမြင်နေနောက်ပြီးဒီပွဲမှာကျွန်တော်အနေနဲ့ဝက်ဆန်ကိုသမား Areola ရဲ့လက်စွမ်းကိုထပ်မံပြီးတော့ကျွန်တော်စောင့်ကြည့်ကြပါမယ် Areola ဟာအသင်းကြီးနဲ့တွေ့ပြီဆိုရင်တကယ်ကောင်းတဲ့ဒီ performance တွေပြလိရှိပါတယ်ဒါကြောင့်ကျွန်တော်ဝက်ဆန်ဘက်ကနေပြီးတော့ကျွန်တော်ခံပြီးတော့ကြည့်ရှင်ပါတယ်လန်ဒန်ဒါဘီเนาะ Chelsea ကိုလည်းကျွန်တော်ဒီမနိုင်ဘူးလို့ပြောတာမဟုတ်ဘူးသူတို့အနေနဲ့နိုင်သွားလိမ့်မယ်ဒါပေမဲ့ body ဈေးနဲ့အောက်မအောင်ဆိုတာကတော့ကျွန်တော် WhatsApp ဘက်မှာနေပြောတယ်ကျွန်တော်ကမြင်တယ်နူနိုဆန်တိုနဲ့ WhatsApp player တွေကိုကျွန်တော်ဒီနေ့ဒီ Stamford Bridge မှာယုံကြည်ကြည့်ရှင်ပါတယ်ကျွန်တော်ဒီပွဲမှာအားကြောင့်မလို့ဒီပွဲမှာကျွန်တော် WhatsApp body လေးကိုကြိုက်ပါတယ်ကျွန်တော်ညီကိုတွေအားလုံးဒီ online မှာဘောလုံးပွဲတွေကိုစိတ်ချယုံကြည်စွာကစားလို့ရတဲ့နေရာကိုလိုက်ရှာနေရဆိုရင်ကျွန်တော်ကိုယ်တိုင် service ပေးနေတဲ့ AOB ကိုလမ်းလာခဲ့ဖို့ကျွန်တော်ဖိတ်ခေါ်ခြင်းပါတယ်ကျွန်တော်စီမှာ55 May 1 iPad ခွန်ရှိကိုတွေကိုစိတ်ချယုံကြည်စွာနဲ့ကောင်းတစ်ဖွင့်ဆော့ပြီးတော့ကစားနိုင်ကြောင်းသတင်းကောင်းပတ်အပ်ပါတယ်ဒါကျွန်တော်ရဲ့ Viber နံပါတ်လေးဖြစ်ပါတယ်โอเคတော့ကျွန်တော်နောက်ဆက်တစ်ပွဲကိုသွားမယ်ကျွန်တော်ဒီည2နာရီခွဲမှာရှင်မြန်ကစားတော့ကြမယ်အင်္ဂလန် Premier League တွေကပဲဒီပွဲကောင်းတစ်ပွဲဖြစ်တဲ့ Liverpool နဲ့ Newcastle ရဲ့ပွဲလေးပဲဖြစ်ပါတယ်ဒီပွဲမှာ Liverpool က Newcastle ဘောကို Worry ဈေးတဲ့ 1.60 ကိုပေါင်းဈေးတဲ့အနေနဲ့ကတော့3လုံးကိုတရေဆိုပြီးတော့ဖွင့်ပေးထားတယ်ဒီဟာဒီ Liverpool ကเนาะဒီ top 4ကိုပဲเนาะဒီမျှော်မှန်းဖို့ပဲရှိရတဲ့အခြေအနေလို့ကျွန်တော်ကမြင်တယ်ဒီ title race အတွက်ကလည်းတို့အနေနဲ့တော်တော်လေးကိုနောက်ကျနေပြီဒီတော့အဲ့တော့ top 4မှာဘယ်အသင်းတွေရှိမလဲဆိုရင် Chelsea ရှိမယ်ကျွန်တော်စောပြောခဲ့သလိုမျိုးဒီ Manchester United ရှိမယ်ဒီ3သင်းနဲ့အဓိကရှင်ပြိုင်ပြီးတော့တို့အနေနဲ့ဒီ top 4ကိုလုရမယ် Liverpool ရဲ့ဒီ Premier League နောက်ပိုင်းပွဲစဉ်တွေကဒီ Premier League တီးတန့်ဆိုရင်တော်တော်လေးကိုเนาะဒီရလက်ကဒီလုံးဝအားရစရာမကောင်းလို့ကျွန်တော်တို့ပြောလို့ရတယ်သူတို့အနေနဲ့ Champion League မှာနိုင်ပွဲတွေရတယ် FA Cup တွေမှာနိုင်ပွဲတွေရတယ်ဆိုပေမဲ့လို့ Premier League မှာเนาะဒီ2026ဇန်နဝါရီနှစ်စတုန်းကနိုင်ပွဲတစ်ပွဲမှာရယူထားနိုင်ခြင်းမရှိသေးဘူးဒါကြောင့်မလို့ဒီ Liverpool ကဒီပွဲမှာเนาะဒီလိုမျိုးနိုင်ပွဲအရန်လိုအပ်နေတဲ့အချိန်မှာ Body ဈေးတန်း one black ဆိုတာကတော့ကျွန်တော်တယောက်တည်းအမြင်ပြောမယ်ဆိုရင်တော့ပြော့တဲ့ဘက်ကိုရောက်တယ်လို့ကျွန်တော်ကမြင်နေဘာလို့လဲဆိုတော့ Liverpool အနေနဲ့ဒီနောက်ပိုင်းနှစ်တွေမှာ new ball ကိုအိမ်ကွင်းမှာဖွင့်ပေးခဲ့တဲ့ဈေးတန်းကအမြဲတမ်း one ပိုင်းဈေးတန်းနေကြီးပါပဲ1အနှုတ်ဈေးတန်းနေကြီးပါပဲဟိုတစ်ဖက် Newcastle ကိုပြန်ကြည့်မယ်ဆိုရင်လည်းတော့ဒီနောက်ဆုံး5ပွဲဆက်ရလက်ကလုံးဝကိုအားရစရာမကောင်းပါဘူးသူတို့အနေနဲ့နိုင်ပွဲတစ်ပွဲပဲရှိရဲကျန်တဲ့ပွဲတွေကတည်နေအရှုံးနေကြီးပါပဲဒီလောက်ချိန်နေစိုးနေတဲ့ New တော့နိုင်ပွဲအရန်လိုအပ်နေတဲ့ Liverpool ဒီချိန်မှာ one plus ဈေးတန်းကိုကြောက်နေနေပြော့တယ်လို့မြင်နေဒါပေမဲ့ Newcastle ဟာ Liverpool အိမ်ကွင်းမှာနော်ကြေးတန်းရဖယ်ထားလို့ရှိရင်ဘယ်လိုပဲတုံ့ပြန် Liverpool ပဲအချိန်ကြီးစိုးနေရပြောနော်ဒီဘယ်လိုမှတုံ့ပြန်ကစားနိုင်စွမ်းရှိအောင်မယ်လို့ကျွန်တော်ကမမြင်ဘူးဘာလို့လဲဆိုတော့ Anfield မှာ Liverpool တကယ်ကန်မယ်ဆိုရင် Newcastle ကို ACC ကန်နိုင်စွမ်းနိုင်အောင်ကန်နိုင်စွမ်းရှိရလို့ကျွန်တော်ကမြင်တယ်နောက်ပြီးတော့ဒီနောက်ဆုံးပွဲမှာလည်းဒီနော် Champions League မှာ Corabak ကို6 ဂိုးသွင်းထားတဲ့ Mandela ဒီ Premier League မှာနိုင်ပွဲလိုအပ်ချက်တွေနဲ့ပေါင်းဆက်လိုက်မယ်ဆိုရင်တော့ကျွန်တော်ကကြေးတန်းကိုဖယ်ထားလို့ရှိရင်ဒီဘက် Liverpool ကနယူးကိုနိုင်အောင်တော့ကန်သွားမယ်လို့ကျွန်တော်ကမြင်တယ်သူတို့အနေနဲ့ဒီရာသီမှာ top 4တနေရာကိုတော့နော်အမိရလမ်းပြီးတော့စုပ်ကင်နိုင်ဖို့ရှင်ရင်ဒီလိုအရေးကြီးရဲ့ပွဲစဉ်တွေကိုနိုင်အောင်ကန်ထားဖို့လိုတယ်လို့ကျွန်တော်ကမြင်တယ်အဲ့တော့ဒီဘက်မှာကျွန်တော်ကတော့ Liverpool body လေးကိုကြောင်းညီကိုတွေကိုရွေးချယ်ပေးခြင်းပါတယ်အဲ့တော့ဒီနေ့ညရင်ကျွန်တော်ရဲ့အကြိုက်3ပွဲကတော့ဒီပထမတစ်ပွဲအနေနဲ့ Leeds United ဒုတိယပွဲအနေနဲ့ West Ham Unitedနောက်ဒီနောက်ဆုံးအနေနဲ့ကတော့ Liverpool အသင်းတို့ပဲဖြစ်ပါတယ်ဒီအသင်းတွေဒီရွေးချယ်မှုတွေဒီကျွန်တော်တယောက်တည်းရဲ့အမြင်ကျွန်တော်တယောက်တည်းရဲ့သုံးသပ်ချက်တွေမလို့ကြောင်းညီကိုအနေနဲ့အကြိုက်တူမှာပဲလိုက်ယူဖို့ကျွန်တော်မေတ္တာရက်ခံခြင်းပါတယ်နောက်ပြီးတော့ကျွန်တော်ရဲ့တပွဲကောင်းဒီနေ့ညရဲ့တပွဲကောင်းပွဲစဉ်လေးသုံးသက်ချက်ကိုလည်းကျွန်တော်ရဲ့ Telegram Channel မှာတင်ဆက်သွားအောင်ပါမလို့ကျွန်တော်ရဲ့ Telegram Channel လေးကို join သွားပေးဖို့မေတ္တာရက်ခံခြင်းပါတယ် Telegram Channel link လေးကိုကျွန်တော် description နဲ့ဒီ comment မှာချပေးထားပါမယ်ကျွန်တော်ညီကိုတွေအားလုံးစနေညမှာလောင်းနိုင်ပေါင်းပြပြီးတော့တာယာပျော်ရွှင်ကြပါစေခင်ဗျ